ဒီလူနှစ်ဦးပေါ်၌ကောင်းချီးပေးတဲ့ရွှေမျက်နှာတော်အလေးတက်ရောက်စီတော်မူပါစေ။ထာဝရဘုရားသည်ကိုရောပွင့်နဲ့ပတိကြတို့ရဲ့အသက်တာ၌ကောင်းချီးမင်္ဂလာများစွာသွန်းလောင်းတဲ့သာသမီများစွာကိုလည်းမွေးဖွားတန်ဆင်ရသောခွင့်ကိုလည်းကောင်းချီးပေးပါစေ။အိမ်ထောင်မိသားစုအပေါ်၌လည်းကိုရောသည်ကောင်းချီးမင်္ဂလာမှုများစွာချပေးတဲ့ခန္ဓာကိုယ်ရဲ့ကျမ်းမာခြင်းစိတ်ရဲ့ချမ်းသာခြင်းနဲ့တူကဝိညာဉ်ရဲ့ကျမ်းမာခြင်းကိုပါဒါမီစနီးမောင်နှံတို့ပေါ်၌သွန်လောင်းချပေးတဲ့လောကီသမျှ၌အောင်မြင်ရသောခွင့်ကိုလည်းကောင်းချီးပေးပါစေ။ထာဝရဘုရားသခင်သည်ယနေ့သူရဲ့ရွှေမျက်နှာတော်အလေးကိုသိရောက်စီတဲ့ဒီစနီးမောင်နှံကျင်းစာဥစနီးမောင်နှံရဲ့တက်တာ၌ကောင်းချီးမှုများစွာကိုသွန်လောင်းတဲ့ရေတွက်လို့တော့မကုန်နိုင်သောကောင်းချီးများကိုသွန်လောင်းတဲ့ဤစင်လုတ်ကိုင်းခြင်းအရာ၌လည်းကောင်းချီးပေးတဲ့ရှာဖွေစားတော့ခြင်းအရာ၌လည်းကောင်းချီးပေးတဲ့ဤစင်အသက်တာ၌လည်းဝိညာဉ်တော်အဖြစ်လမ်းပြန်လည်းကောင်းချီးပေးပါစေကိုရောကြည်စုတင်ပါ၏သာသမီတို့အကောင်းဆုံးကိုဖန်ဆင်းပေးတဲ့ကောင်းချီးပေးလက်ရှိသောဖျားရှင်ဖြစ်သောကြောင့်ကိုရောကြည်စုတင်ပါ၏ယနေ့ကိုရောဘွယ်နဲ့ကိုရောကောင်းချီးပေးတဲ့ဒီသမီးဖတ်ကြကိုလေယနေ့ကိုရောရဲ့ထံတော်၌ပြန်လေ၍စိတ်ကပ်ပါ၏ဇနီးမောင်နှံရဲ့တက်တာကြားထဲ၌ကိုရောသည်တူပါရှိတဲ့ဒီဇနီးမောင်နှံရဲ့အသက်တာ၌ကိုရောရဲ့မေတ္တာဖြင့်ပိုက်ရတဲ့အထူးသဖြင့်သူတို့ဇနီးမောင်နှံရဲ့တက်တာ၌တာ၍မေတ္တာလည်းတူပွားတဲ့ဒုက္ခတို့ချစ်ချင်းမေတ္တာနဲ့တူကသူတို့ဒီတူပွားတဲ့ကြည်ရင်လာဒီတမကနောက်ဦးနှစ်ဖက်နဲ့ဆိုင်သောဆွေမျိုးညီကိုမောင်မများနဲ့တူကလည်းအစဉ်ပြေစွာဖြင့်နေထိုင်နိုင်ဖို့ရတဲ့နှစ်ဦးရဲ့တက်တာကိုဆက်လို့ကိုရောကောင်းချီးပေးတော်မူပါယနေ့သူတို့ရဲ့ဒီလက်ထပ်ပွဲအတွက်စီစဉ်တဲ့အခါမှာလာရောက်လေကြွရောက်လေချီးမင်းတဲ့ဆုတောင်းပေးကြတော့သာသမီအင်ထောင်မိသားစုတီတင်းတော်တီတို့လည်းကြည်စိုးတင်ပါဘုရားရှင်ဆက်လေယနေ့ကျွန်တော်တရားစီရဲ့ထံတော်နဲ့ဆက်ကခြင်းအရာသူတို့စီမှာတက်ရောက်စီတဲ့တာ၍ကြီးမဲ့တော့ကောင်းခြင်းမင်္ဂလာဖြင့်ပိုက်ရတဲ့လူတို့ကျန်စီမမြင်နိုင်တော့မြင်တဲ့ချင်းဝမ်းမြောက်ခြင်းဆွေလန်းခြင်းနဲ့သူတို့ကသူတို့ဘဝတစ်လျှောက်လုံးကိုယနေ့ကိုတော်သည်ကောင်းချီးပေးတော်မူပါမည်ကြောင်းနမတော်အဖျင်လူယူဒီစွာဖြင့်သူတို့ကစက်ကလည်းဆုတောင်းကြပါလိမ့်ပါဗျာအာမင်